ခုရောက်နေတဲ့နေရာတော့ YCC မှာကျင်းပပြုလုပ်နေတဲ့ Asian Expo Yangon 2025 International Car Show ရောက်နေဖြစ်ပါတယ်။ဒီထဲမှာဒီအနောက်မှာပြရတဲ့ brand တွေရှိပါတယ်။ဆိုတော့ဒီအနောက်မှာပြရတဲ့ brand တွေမှာဘာကားတွေပြရလဲပေါ့နော်။ပြီးတော့အဲ့ကားတွေရဲ့ဈေးနှုန်းကိုကျွန်တော်ဒီနေ့လိုက်ပြမှာဖြစ်ပါတယ်။ဒီကစားတယ်တောက်ကြနေရစားမနေ့ပြန်စနေရှိရယ်ပြီးတော့တပတ်ကတနင်္ဂနွေလည်းရှိပါသေးရဲ့ပေါ့ YCC မှာကျင်းပပြုလုပ်နေရယ်ပေါ့နော်ဆိုတော့ Asian Expo မြန်မာ2025ပဲဖြစ်ပါတယ်ကဲတော့ကား brand ဘောင်းစုံအင်ဂျင်ကားတွေလည်းပါတယ် EV ကားတော့အများစုရှိတယ်ဆိုတော့အဲ့ဒါအပြင်ဟိုဘက်မှာစားတောက်တွေရောဖက်နက်တွေရောအင်ကြီးတွေရောမီးစက်တွေရောအစုံလည်းရှိပါသေးရဲ့နောက်မှာကဲတော့ဒီပွဲကိုလာရောက်လေ့လာကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်ဒီပွဲမှာကျွန်တော်အကြိုက်ဆုံးကားတော့ဒီကားပဲဖြစ်ပါတယ် IM LS6ပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်းရဲ့ top speed ကြောင့်ပါ top speed က250 km/h လောက်မောင်းလို့ရပါတယ်အခုဒီမှာမြန်မာနိုင်ငံမှာရှိနေ EV တွေတော်တော်များများ top speed က180 ဂိတ်စောက200ပဲပေါ့နော်ဆိုတော့ engine ကားတွေကိုအဲ့မှာဘယ်လိုပဲ performance ကောင်းကောင်းရှုံးပါတယ်ဒါပေမဲ့ဒီ EV ရဲ့ top speed 250ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်ကြိုက်တာပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်နေရတော့ I am showroom I am booth ပေါ့နော်အဲ့မှာတော့ I am LS6 နဲ့ပိုပြီး luxurious ဖြစ်တဲ့ I am LS7 လည်းရှိပါတယ်7တော့အနောက်မှာထိုင်ကုန်တွေကတော့ပိုမိုက်သွားတယ်ပြီးတော့ရှေ့ကဒီသူ့ရဲ့မှန်ကြီးอ่ะပေါ့တောက်လျှောက်ပဲကျွန်တော်အဲ့ဒါကိုတော့အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကောင် performance လေးကောင်းတယ်အဲ့ကောင်လည်း dual motor ပဲဒါပေမဲ့ဒီ LS6 ရဲ့ performance ကတော့ပိုမိုက်ပါတယ်ဆိုတော့ဒါဒီပွဲမှာကျွန်တော်အကြိုက်ဆုံးပါကြားတဲ့နောက်ကတော့ထုံးစံတိုင်းပဲပေါ့နော် Aston Martin DBX ဆို SUV Aston Martin တစည်းထုတ်တာပါအဲ့ကောင်လည်းတော်တော်တူပါတယ်ပေါ့နော်အနောက်ကဒါပေမဲ့ SUV မှလည်းမဟုတ်ပါ Aston Martin စလုံးအခု sport type နောက်တွေကလည်း design ပဲဆိုဈေးကတော့ဒီကောင်က3600တဲ့ဒီပွဲမှာနေ cashback 200ပြန်ပေးမယ်အနောက်ကကောင်3950 LX7 နိုင်ကောင် cashback 50လောက်ပဲပေးမယ်လို့ပြောပါတယ်ကဲခုကတော့ Jet Tour booth မှာရောက်နေဖြစ်ပါတယ်ဆိုတော့အနောက်ကတော့ဒါ X50 ပေါ့နော်ဟုတ်တယ် X50 ဆိုတာဒါ SKD မှာဒါ engine မှာတော့ဒါအခုအသစ်လက်ရှိထွက်လာတဲ့ကားပဲဖြစ်ပါတယ်ဆိုဒီကားကတော့ 1.5 turbo ကားပဲ6speed DCT ပေါ့နော် transmission နဲ့ဒီကောင်ရဲ့ဈေးက1285 plus ပေါ့နော်ကញ្ញနာဝင်ငွေကုန်ဆိုတော့1300ကျော်လောက်တော့ဖြစ်သွားမယ်ထင်ပါတယ်ဆိုတော့ဟိုဘက်မှာကတော့ဘာရှိလဲဆိုတော့ Jet Tour T2 ပေါ့နော်သူက Jet Tour မို့တကယ်တော့ Jet Tour လို့ခေါ်တယ်ဆိုတော့ဒီ T2 ကတော့ဈေးကတော့2650 plus ပေါ့ကញ្ញနာဝင်ငွေကုန်တီဗီသားပဲဖြစ်မှာပါ 2.0 turbo HP DCT ဒီဘေးတိုက်ပေါ့နော်ဘေးတိုက်ကိုကြည့်ရတော့ဟိုအရင်ကလေ Soul East ကSUV အသေးလေးရှိရလေနာမည်မေ့နေအဲ့ကောင်နဲ့တော်တော်တူတယ်ဘေးတိုက်ကြည့်ရတာပေါ့နော်အဲ့လိုပဲ Soul East နဲ့ Jet Tour နေတာဆက်နေတာနောက်မှာ Soul East boot ချီအဲ့မှာပြရတဲ့ကားကိုသွားကြည့်လိုက်အောင်ဆိုဒီကားကတော့ Soul East S09 ဖြစ်ပါတယ်ရှေးရုပ်ကတော့သူကတကယ်ကိုသူ့ကိုပိုင်ဟန်နေပေါ့နော်ပြီး grill ပတ်လေကိုလည်းမီလေးလင်းပါတယ်သူအဲ့ဒါတော့သူ့ရဲ့ signature ပေါ့နော်သူမီးကနည်းနည်းတော့များနေပေမဲ့မစိုးပါဘူး signature ပုံစံနဲ့ပောက်ပါတယ်ဟို Jet2 နဲ့ဘယ်လိုဆက်နေလဲဆိုတော့ဟိုမှာသူ့ရဲ့ကားအနောက်ရှိပါတယ်ဆိုတော့သူ့အနောက်ကဒီမှာပေါ့နော် S09 ရဲ့အနောက် S09 ရဲ့အနောက်ကိုတေချာကြည့်ပါ Jet Tour X95 နဲ့တော်တော်တူပါတယ်ဒီပုံစံနဲ့ပါပဲဒီကားတွေကကျွန်တော်အပြည့်ကြီးကခောက်ထားတော့5 seater မှတ်တာခောက်တော့7 seater ပဲအတူတူပဲကျွန်တော် engine ကတော့ 1.6 liter turbo ကဲဈေးကခုနမေးပြီးသွားပါပြီ183လုံးနဲ့1888 PC အခုကတော့ Hongqi booth ကိုရောက်နေဖြစ်ပါတယ် HS7 ပေါ့နော် HS7 တွေကိုဘယ်1 2 3 4 5စီအောင်ပြတာအရင်က HU9 ရှိပါတယ်ဒီမှာတော့ HU9 တော့မပါတော့ဘူးဆိုတော့ဒီကောင်ရဲ့ထူးခြားချက်က SKD engine ကြီးပဲ30 V6 ပေါ့နော် V6 supercharged နဲ့ဆိုတော့အဲ့မှာကျန်းသွားတယ်ဆိုတော့ grade ကတကယ်တော့2မျိုးဒီမှာရောင်းနေ2မျိုးပေါ့နော် deluxe နဲ့ comfort grade နဲ့အဲ့ grade နှစ်ခုမှာဘာကွာလဲဆိုတော့ဈေးကသိန်း100ကွာတယ်2000ဒီပွဲမှာ2800နဲ့ဟိုကောင်က grade မြင့်တဲ့ကောင်3000နဲ့ဆိုတော့အဲ့မှာနှစ်ခုကဘာကွာလဲဆိုတော့အတွင်းကန်းလေသာကွာသွားတယ်အတွင်းကန်းလေသာကဟိုကောင်ကဈေးပူကြီးရဲ့ကောင်က nipple လေသာဟိုကောင်က Alcantara nipple နဲ့ရောနေဆိုတော့nipple နဲ့ရောနေဘာဖြစ်လဲဆိုတော့ပြန်ကားသမားတွေကတော့ Alcantara ပိုကြိုက်လိမ့်မယ်ဈေးလည်းပိုတက်တာတယ်ဒါအဓိကတော့ short ပါအဲ့နှစ်ခုကဒီကောင်ကဘာကွာလဲဆိုတော့ဒီနှစ်ခုအရှိကြီးလိုက်ရင်တော့အတူတူပဲဒါပေမဲ့ဒီကောင်ကွာတာ alloy size ကွာတယ် alloy size ကွာပေါ့နော်တကူက19လက်မှာတကူက20ကျော်ပါတော့ comfort က4ခုလုံး spray နဲ့ဆိုတော့ deluxe ကတော့သူအနောက်တစ်ခုက4ရှေ့ကတော့ electric ဆိုတော့ short ဘာအနေမြင့်နေလဲရတယ်ဆိုတော့အဲ့ဒါပေါ့နော်ကျွန်တော်တို့တူတူပဲခုကတော့ Cherry boot ကိုရောက်နေဖြစ်ပါတယ်ဆိုတော့ Cherry ကနောက်တော့ Cherry FX ပေါ့နော် crossover လေးဆိုတော့ဒီကောင်ကတော့ WLTP 430လောက်မောင်းလို့ရပါတယ်ဈေးက1400နဲ့90ပေါ့နော်1490ဆိုတော့အ PC ပဲဆိုတော့1500လောက်မှာဒီကောင်လေးလည်းမစိုးပါဘူး crossover ထဲမှာဒါပေမဲ့တကားနှစ်ပေါက်ကားအသေးလေးပါ mini EV ထဲမှာ grade အပြည့်ဆုံးပဲ EQ1 ဆိုတာဒီကောင်ရှိတယ်
ဒီကောင်ကလည်းကျွန်တော်အဲ့ဒီ brand launching ဒီ showroom cherry showroom ဖွင့်ပွဲတော့လည်းဗီဒီယိုရိုက်ထားပါတယ်ပေါ့နော်ဆိုတော့ဒီကောင်က WLT P က220ပေါ့နော်တော်တော်နေသွားတယ်ဒီကောင်ညူတွင်း3ကားလေးပေါ့ညူတွင်း3ကားမှာဒီကောင် fast charging လည်းရတယ်ပြီး great တော်တော်ပြည့်အောင်ပြောချင်တာဆိုတော့ဒီဘေးကထိုင်ခေါ်ရလဲလေခလုံးနဲ့ပဲနှိမ့်လိုက်တော့တကယ်ဟို luxury coupe တွေမှာလို့ပဲဆိုတော့သူအနောက်ရောက်သွားတယ်သူလှန်သွားတယ်ပေါ့နော်ခလုံးနဲ့ပဲဒီကောင်ဈေးတော့ဈေးကတော့မသေးဘူး990အပီးစီပဲ Okay so ဒါ cherry boot ချိုင်ငန်း boot ပေါ့နော်နောက်မှာတော့ဒီကောင် Aldo လို့ခေါ်တယ်ဆိုတော့ဒီရုပ်နဲ့စီကားလေးရှိရဲအဲ့ဒါ Aldo Plus ပေါ့နော်ဈေးကွက်ထဲမှာအခု use ကားရောင်းနေတာတွေ့ပါလိမ့်မယ်အဲ့ကောင် 1.4 တာဘူးထားပါတော့ဒီကောင်ကတော့ Aldo ဆိုပြီး taxi grade EV NEDC range က4.1 km ရတယ်လို့တော့ပြောတယ်ဈေးဒီပွဲမှာတော့ဈေးသက်သာတယ်1000အောက်ပဲဒီဘေးကတော့ CS75 plus ပေါ့နော် CS75 plus က9ရောက်စီပဲဒီကောင်ဒီ size ထဲမှာဒီကောင်9ရောက်စီထဲမှာဒီကောင်ဘယ်ရှိရဈေးကတော့1900 PC မိုက်ပါကျွန်တော်အခုဒီChina 1.5 turbo ပေါ့နော်အဲ့ SUV တွေမှာကျွန်တော်ဒီကောင်ကိုကြိုက်တယ်ဒီကောင်တကယ်ကြိုက်တယ် City ကားတွေထဲမှာတော့ဒီကောင်နာမည်ကြီးပဲဒီမြန်မာနိုင်ငံအစောဆုံးဝင်လာတဲ့ City ကားတွေထဲမှာတော့ပါတယ်ဆိုတော့သူ range ကတော့ NEDC 301ပေါ့နော်ဆိုတော့ဈေးကတော့ဒီထဲမှာဒီပွဲမှာတော့ short ပေးတာပါဆိုတော့955 PC လို့လည်းပြောပါတယ်ဒီကောင်တွေကအခုနည်းနည်းတော့ရင်ကတော့ဝင်ကားစားတော့နာမည်ကြီးရွေးချယ်စရာတိတ်ဖြစ်အခုတော့ပြိုင်ဘက်တွေများပြီးတော့နည်းနည်းတော့ပျောက်သွားပါတော့ဒါပေမဲ့ဒီထဲမှာကျွန်တော်ဒီကောင်ကိုကြိုက်တယ်ဒါပေမဲ့ C ကားထဲမှာလည်းကျွန်တော်အဲ့ Aldo Plus ကိုကြိုက်တယ်တဲ့နည်းနည်းရှက်ကောင်ရှားတော့ရှားတယ်တွေ့မှာပါကျွန်တော်နောက်မှာတော့ XPEL boot ပေါ့နော်ဒီမှာတော့အားလုံးသိရဲ့ကားကြီးပဲပေါ့နော်ကားကြီးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကဘာလဲဆိုတော့သူကကုတ်တင်ရှိမယ် window frame ရှိမယ် PPF ရှိမယ်ဒီကားကကုတ်တင်လောက်ထားတယ်နောက်က Eto 3ရတော့ window frame ကတ်တာ40ကတ်ထားတယ်နောက်က60ဒီရှေ့ယူတော့20ကတ်ထားတယ်လို့ပြောပါတယ်PPF လည်းကတ်ထားတယ်ပေါ့နော်ဒီ show ဝဲမှာလာတဲ့ကားတွေကိုဝယ်မယ်ဆိုရင်ရှေ့မှန်တစ်ချက်ကို free ကတ်ပေးတယ်လို့လည်းပြောပါတယ်ဒါသူတို့ promotion ပေါ့နော်အခုကဒီကုတ်တင်မှာရောဒီ window frame ဘာညာကိုနှစ်ခုလုံးတွဲလုံးရင်လည်း percentage ပို short ပေးရဆိုတော့ဒီပွဲမှာဆိုတော့ခုမှဆက်ကြီးပေါ့နော်အဲ့ခုနအဲ့ဆက်ကသူကဒီကားရဲ့ဒီတကားတွေဘာညာလို့ဒီကောင်ကဒီ PPF လည်းကတ်တာဟိုရဲ့ body sticker လည်းကတ်တယ်ဆိုတော့အဲ့လိုမျိုးအပိုင်းသူတိုင်းကြမလို့တော့ဘူးကွယ်ဒီမှာတော့ကတ်ပြီးတိုင်းကြမလို့တော့အဲ့ဆက်နဲ့သူကသူခါရဲ့အရာပေးပြီးသားပေါ့အဲ့မှာဖြတ်ရုံပဲဆိုတော့အဲ့ဆက်မိုက်ပါတယ် AYK အရေးကျိုးပေါ့နော်DFSK အေဂျိုဆိုတာဒါအတူတူပဲလို့ပြောလို့ရတယ်ဒီလာပဲကဲထားပါ EQ3 ဒါအိုက်ကွာပြန် cherry ပေါ့ EQ3 တော့1900ဒီကောင်မိုက်တယ်ဒီကောင်4ဘင်းရဲဆိုတော့အဲကောင်ကျွန်တော်တို့ကြိုက်ပါတယ် performance ကရန်ကြီးတော့ဟိုမဖြစ်ပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် off road ကိုနည်းနည်းအရင်အကြမ်းပန်းမဟုတ်ရင်တော့ off road သုံးလို့ရတယ်ဆိုဒီကောင်စီကတော့1900ဒီကောင်ကတော့ Nissan Ariya ပေါ့နော်ဒီကောင်ကတော့2300လောက်တော့ရှိတယ်ဆိုတော့ကျွန်တော်ဝယ်တော့လည်းဒီကောင်နဲ့နည်းနည်းရှင်သေးတယ်ကျွန်တော်ဒီ Zeekr X ဝယ်ဖို့ပေါ့နော်ဒါပေမဲ့ကျွန်တော် performance ကိုအသားပေးလိုက်တဲ့အတွက် Zeekr X ဝယ်ပြီးတော့အမှန်တကယ်ကနည်းနည်းပို့ပြီးကျဲတာဦးစားပေးရမယ်ဆိုရင်တော့ဒီကောင်ကိုကျွန်တော်ကြိုက်တယ်2300ဈေးကနည်းနည်းပိုကြီးတယ် range ပိုရရဲကောင်အားလုံးသိတဲ့ကားကြီးပဲဖြစ်ပါတယ်မပြောရပါဘူးဒီကားကိုရောင်းနေတဲ့လူတွေကလည်းအများကြီးပေါ့နော်ဒီကလည်းရောင်းတယ်တခြားဟို brand company ကလည်းရောင်းတယ် PZ Forex ကိုသွင်းနေတဲ့ company ကဘယ်နှခုမှန်းတော့ကျွန်တော်မသိတော့ဘူးဈေးတွေကတော့1800 1900လောက်မှာသွားနေကြရပေါ့နော်2025တွေအသစ်တွေပဲဒါကတော့ DFSK boot က EC31 လို့ခေါ်တဲ့ electric light truck ပုံစံပေါ့နောက်ကတော့ကျေပါတယ်ကျွန်တော်ပစ္စည်းတင်တာတော်တော်စမ်းဒီကောင်ကဘယ်လောက်တဒန်းလားတဒန်းကားပေါ့ကျွန်တော်တဒန်းကားတဒန်းနိုင်တယ်ဆို range ကတော့235 WLTP ရတယ်ဈေးကတော့1050ကိုဒီနေ့50 short ပေးမယ်ဆိုတော့1000ပေါ့နော်မစိုးပါဘူးဟိုဘက်မှာတော့ engine ကားနှစ်ခုရှိသေးတယ်1490 plus ဆိုတော့launching ပွဲတော့ဈေးနဲ့ဒီလိုလောက်ပါပဲโอเคကဲချမ်းနေရသွားလိုက်အောင်ဒီကတော့ကျွန်တော်အတွက်ပေါ့နော်ဒီ3000ဝန်းကျင်ထဲမှာကျွန်တော်အတွက်ကအတန်ဆုံးကားလို့ပြောလို့ရပါတယ်ဒီမြန်မာနိုင်ငံမှာအခုရောင်းနေတဲ့ EV တွေထဲမှာဒီကောင်ဘယ်လိုခေါ်လဲဆိုတော့ Wuling cloud လို့ခေါ်ပါတယ် cloud ပေါ့နော် cloud ဆိုဒီသူ့ရဲ့နာမည်အတိုင်းပဲသူအထက်ရထိုင်ကုန်ပုံစံတွေကလေဟိုအဲ့လိုကွက်ကလေးပေါ့နော်နည်းနည်းတိမ်နဲ့တော့မတူပါဘူးဒါပေမဲ့ကျွန်တော်ကြည့်ရတော့အဖြူအောင်ကွက်တွေထိုင်လို့လည်းကောင်းတယ်ပေါ့နော်အထက်မှာလည်းကျဲ ground clearance လည်းမြင့်တယ်ဆိုတော့ကျွန်တော်အတွက်ကတော့ဒီ3000ဝန်းကျင် EV ထဲမှာဒီကောင်အတန်ဆုံးလို့ပြောလို့ရရတယ် CLTC 400ကျော်ပေါ့နော်400ကျော်ဆိုတော့ကျွန်တော် WLTP တကယ်လက်တွေ့မှာတော့400အောက်တော့ကီလိုမီတာလောက်တော့ရနိုင်ပါတယ်ဟိုမှာပါကြည့် PZ4X PZ3X ရှိသေးတယ်
ဆိုတော့ကျွန်တော်ပြောချင်တာအားတာပေါ့နော်ကုမ္ပဏီတိုင်းလို့က BZ3 တွေ BZ4 တွေရောင်းတယ် BZ4 တခြားဟိုဘက်အရှိ boot တွေမှာလည်းအဲ့ဒီ BZ4H တွေ3တွေရှိတယ်ရောင်းတဲ့လူတွေကအများကြီးပဲเนาะသူတို့အမခံချက်တွေafter sales service တွေတော့ဘယ်လိုတွေလုပ်လဲတော့မသိဘူးဘာဖြစ်လို့ဆိုတော့ brand တွေဒီကားကိုပဲကုမ္ပဏီတွေကများနေတော့အဲ့ဒါစဉ်းစားရဖြစ်သွားပါတော့ဒီတခြားကားတွေဆိုဥမာကဲဥမာဒီ Wuling ဆို Wuling ဒါသူတနေရာပဲသွားမှာသူတို့ဆိုတော့ MG ဆို MG Lee Motor ဆို Lee Motor ပေါ့နော်အဲ့မှာ Jaguar company ဆိုအဲ့ BZ3X BZ4X တွေကကုမ္ပဏီတွေများနေတယ်အဲ့တော့သူအမခံချက်တွေကိုဘယ်လိုတွေလုံနေလဲဘယ်လိုတွေသွားနေလဲတော့သူတို့ပိုင်းသူတို့တော့ရှိမှာပေါ့နော်ဒါပေမဲ့အဲ့လိုအရင်များနေတော့နည်းနည်းစဉ်းစားစရာဖြစ်သွားတာပေါ့အဲဆိုတော့ performance mode ပဲနဲ့အဲ့လိုပဲသွင်းကြတာပေါ့နော်တချို့ဆို dual motor version တွေဆိုရင်အများကြီးပဲဆိုတော့ဥပမာခုနကပြောသလို BZ4X ဆိုရင် dual motor ကြီးကလုံးဝမပေါက်ဘူးတိတ်မရောအောင်ဈေးလည်းမရဘူးဒါပေမဲ့သူတို့တကယ်ဝင်ဈေးပိုကြီးရဲ့အဲ့ dual motor ကဈေးပိုကြီးရဲ့ grade ကလည်းပိုတောင်ပြည့်ရလို့ပြောလို့ရသေးတယ်grade ပေါ့ dual motor မဟုတ်တာလေ grade ပြည့်ရရှိပါတယ်ဒါပေမဲ့ dual motor ဆိုရင်တော့ grade ပိုပြည့်ရဆိုတော့ဒါပြောစရာမလိုဘူးပေါ့နော်ဆိုတော့အဲ့ dual motor တွေက range နည်းနည်းကြာသွားတယ် battery size တူပဲဆိုတော့ dual motor ဖြစ်တဲ့ range နည်းနည်းကြာသွားတယ်နည်းနည်းကြာသွားတဲ့အတွက်လူတွေကမကြိုက်ဘူး performance ပိုကောင်းတယ်နော်အဲ့ BZ4X dual motor တကယ်တော့အဲ့ Subaru မှာလည်းရှိတယ်လေ Subaru က off road ကိုနည်းနည်းပိုတောင်ဦးစားပေးထားသေးတယ်ဆိုတော့သူက dual motor ဖြစ်တဲ့ 4 wheel ဖြစ်သွားတယ်ဆိုတော့ဒါပေမဲ့အဲ့ဒါမြန်မာနိုင်ငံမှာမပေါက်ဘူးနည်းနည်းလွဲတာပြောတာပေါ့နော်တိတ်မရောင်းပါဘူးဆိုတော့ဟိုရောင်းတဲ့လူကလည်းသိမလား dual motor ကပိုကောင်းတယ်ဒါပေမဲ့တကယ်ရောင်းတဲ့အချိန်မှာဟို2 way ကိုပို့ပြီးလူတွေကြိုက်ကြဟို2 way ပဲ dual motor ဘယ်သူမှမသွင်းတော့ဘူးအခု BZ4X တွေရောင်းနေလူတွေအများကြီးမှအများကြီးဒါပေမဲ့ဘယ်သူမှတိတ်မသွင်းကြတော့ဘူးပေါ့နော်ဘယ်သူမှတော့မသွင်းတော့ဘူးထင်တယ် dual motor ကိုကျွန်တော်ထင်တာဘာလို့သွင်းခဲ့တယ်ဈေးသိပ်မရကြလို့လေအခုရောက်နေရတော့ Ion Boot မှာရောက်နေပြတယ်ကျွန်တော်နောက်ဟာတော့ Ion V လို့ခေါ်ပါတယ်ဒီကောင်တော့3699 plus ပေါ့နော်ဆိုတော့1900နဲ့340လောက်တော့ဖြစ်သွားမှတင်တယ်ဒီကောင်မှာအလုံးအလန်းသွား range ပဲ CLTC 650ဆိုတော့ WLTP 950လောက်ကို AC ရရပေါ့နော်ဆိုတော့ range ကြီးကတော်တော်မိုက်ပါတယ်ပြောခုကားတွေကဟို color ဒီ color တွေပေါ့နော်သိပြီးတော့ကျွန်တော်ဒီ color ရဲမှာတော့ဒီ color ကိုကျွန်တော်နည်းနည်းကြိုက်တဲ့ထဲမှာပါတယ်ဆူ AC လေးပြီးတော့ဟိုကောင်လည်းမိုက်တယ် Ion ES တဲ့တော့ဘာလဲဆိုကြည့်လိုက်ရင် taxi ရုပ်မပေါဘူးဒါပေမဲ့အကောင် taxi အဖြူဆို taxi တဲ့ဒါပေမဲ့အဖြူအိမ်စီးနံပါတ်နဲ့လည်းရမယ်ဆိုတော့အိမ်စီးနံပါတ်နဲ့လည်းအိမ်စီးနံပါတ်ဆို300ပို့မယ်ဒီကောင် taxi ဆို1099 plus ပေါ့နော်ဒါ taxi နံပါတ်အနီးအမဲဆိုရင်1299တဲ့ဆိုတော့300ပို့ရမယ်အကုန်တူတူပဲ specs တွေတူတူပဲ range တွေတူတူပဲဒီကောင် range က400 WLTP 400ကြော်လေးရမယ်410လောက်ပေါ့ဆိုတော့ဈေးက300กว่าတယ်မော်တာတွေ battery အကုန်လုံးအတူတူပဲဒါပေမဲ့အိမ်စီးဆိုရင်တော့ကားအမဲလေးရမယ်ဒါပေမဲ့ taxi grade ဆိုရင်တော့ဒီကားအဖြူပဲသူတို့ပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သူရုပ်ကိုကြိုက်တယ် taxi ရုပ်ပေါက်နေတာမိုက်တယ်ဒါတော့ဒီ color ကြိုက်တာပေါ့ color နဲ့ range ကိုကြိုက်တယ်ကျွန်တော်ကားတော့သိမှာအခုကကားတွေကပြောရရင် performance ကိုလူတွေကသိဦးစားမပေးဘူး performance ဦးစားပေးတဲ့ brand တွေရှိပါတယ်ဈေးလည်းအများကြီးပိုကြည့်တယ်ဆိုတော့ကြည့်လိုက်ရင် features တွေ size တွေကအတူတူပဲ range တွေအတူတူပဲဆိုတော့လူတွေက performance ကိုသိပြီးတော့မလို့လေဘယ်သူက AC မောင်းကြလူတွေများတော့ကျွန်တော်တို့ performance ချက်တဲ့လူတော့ပဲ performance ကိုရွေးတာဆိုတော့အဲ့လို brand တွေလည်းရှိတယ်ဆိုတော့ performance mode ပဲနဲ့အဲ့လိုပဲသွင်းကြတာပေါ့နော်တချို့ဆို dual motor version တွေဆိုရင်အများကြီးပဲဆိုတော့ဥပမာခုနကပြောသလို BZ4X ဆိုရင် dual motor ကြီးကလုံးဝမပေါက်ဘူးတိတ်မရောအောင်ဈေးလည်းမရဘူးဒါပေမဲ့သူတို့တကယ်ဝင်ဈေးပိုကြီးရဲ့အဲ့ dual motor ကဈေးပိုကြီးရဲ့ grade ကလည်းပိုတောင်ပြည့်ရလို့ပြောလို့ရသေးတယ်ဒါတော့ Jinpingပြောတော့ဟို plastic ထင်တာမဟုတ်ဘူးအမှန်ကြီးအဲ့ဒါတော့မိုက်ဒီကောင်100နဲ့300ကျော်ပဲ range ကကီလို40လောက်ပဲရရပြောတယ်သူဘေးကကောင်တော့300နဲ့90လောက်ဆို300လောက်တော့ရှိရ range တော့ပိုရတာပေါ့နော်ပိုလည်းကြီးတယ်ကဲတော့အခုဒီပွဲကတော့ဒါဒီနေ့ကစတယ်တောက်ကြနေကစရမနေ့ပြန်စနေရှိရပြီးတော့တပတ်ကတနင်္ဂနွေလည်းရှိပါသေးရဲ့ဟို YCC မှာကျင်းပပြုလုပ်နေရပေါ့နော်ဆိုတော့ Asian Expo မြန်မာ2025ပဲဖြစ်ပါတယ်ကဲတော့ကား brand ဘောင်းစုံအင်ဂျင်ကားတွေလည်းပါတယ် EV ကားတော့အများစုရှိတယ်ဆိုတော့အဲ့ဒါအပြင်ဟိုဘက်မှာအစားတောက်တွေရောဖက်နက်တွေရောအင်ကြီးတွေရောမီးစက်တွေရောအစုံလည်းရှိပါသေးရဲ့နောက်မှာကဲတော့ဒီပွဲကြီးကိုလာရောက်လေ့လာကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်တက်တာ